ဝင်ဆောင်နေတဲ့အချိန်မှာကိုဝင်ပြကြမှုနှုံးကိုများစေတဲ့အစားအသောက်10မျိုးကိုပြပေးမှာပါရှင်။ဒီနဲ့တမော်ဒီအစိမ်းမှာသူ့ထဲမှာပါတဲ့ဓာတ်တစ်မျိုးကတအိမ်နယ်ရံမှာရှိနေတဲ့ကြွက်သားလေးတွေရဲ့ကျုံနိုင်ဆက်နိုင်မှုမှာအားပေးရတဲ့အတွက်ကြောင့်မလို့အခက်မသိရင်ကိုဝင်ပြကြနိုင်ပါတယ်။မမွန်ဒီနဲ့ချက်ဆောင်လက်ပတ်ဖြော်ရည်ကလည်းတအိမ်နယ်ရံအတွင်းသွေးယိုစီးမှုကိုအားပေးရတဲ့အတွက်ကြောင့်မလို့အခက်မသိရင်ကိုဝင်ပြကြနိုင်ပါတယ်။လွန်ဒီကိုလည်းကိုဝင်ဆောင်နေတဲ့အချိန်မှာရှောင်ပေးရင်အကောင်းဆုံးပါနော်။ Green tea လို့ခေါ်တဲ့လက်ဖက်စိမ်းတို့လက်ဖက်တို့ coffee တို့ဒါမျိုးကလည်းကဖိန်းတက်ပါဝင်မှုများဖြစ်တဲ့ကြောင့်မလို့ကလေးမွေးတဲ့ခါမှာပေါင်မစီတာလားမစီတာလေးတွေဖြစ်တတ်တယ်လို့ကိုဝင်ပြကြမှုကိုလည်းအားပေးပါတယ်နော်။စီတွတ်ထားတဲ့ငါအတိတာဆုံးပြောရမယ်ဆိုလို့ရှိရင်ငါတစ်တာလိုမျိုးပေါ့နော်။သူ့ထဲမှာပါတဲ့ငါးတွေမှာပေါက်ဖွားလေတဲ့ဘက်တီးရီးယားလေးတွေကလည်းကိုဝင်ပြကြနိုင်ပါတယ်။အိမ်ခံထားတဲ့အစာအသောက်တွေလည်းရှောင်ပေးရပါမယ်နော်။ဘယ်လိုမျိုးလဲဆိုတော့အရှယ်အကြာကြီးရေခဲရိုက်ထားတဲ့ကြက်ဥချောင်းတွေအသားငါးတွေအသားတူတွေဒါမျိုးတွေကလည်းရှောင်ပေးရပါမယ်ရှင်။တင်းတောက်အေးဘူးတွေအထူးသဖြင့်ပြောရမယ်ဆိုရင် gas ပါတဲ့အရှိုရည်တွေဒါမျိုးတွေကိုလည်းရှောင်ပေးသင့်ပါတယ်နော်ဒီလိုမျိုးအတင်းတောက်အေးဘူးတွေတောက်မဲ့အစားလက်ဆက်တဲ့အသီးဖြော်ရည်လေးတွေကိုတောက်ပေးတာကကိုဝင်အတွက်ပို့ပြီးတော့မှအထောက်အကူပြုပါတယ်ရှင်